မင်္ဂလာပါဒီနေ့မြန်မာ School House မှာတင်ပြမယ့်သင်ခန်းစာကတော့ဒုတိယတန်းမြန်မာဖတ်စာတရားလေ့ကျင့်ခန်းသင်ခန်းစာ၈ဖြစ်ပါတယ်အခုဒီစာမျက်နှာမှာဒီနေ့သင်ခန်းစာမှာလေ့လာမယ့်တရားလက္ခဏာတွေများကိုတွေ့ရမှာဖြစ်ပါတယ်ဒီတရားလက္ခဏာတွေကတော့သဝေထိုးရေးချကတ်သက်ဆိုတဲ့တရားလက္ခဏာတွေဖြစ်ပါတယ်ဒီတရားလက္ခဏာတွေကိုအပြီးအခရာနဲ့ပူးတွဲရေးသားပါကသဝေထိုးရေးချကတ်သက်အောက်လို့အတန်ထွက်ပါတယ်အခုသဝေထိုးရေးချကတ်သက်ဆိုတဲ့တရားလက္ခဏာတွေကိုတခြားတရားလက္ခဏာများနဲ့ပူးတွဲရေးသားပုံကိုဆက်လက်လေ့လာပါမယ်အခုဒီစာမျက်နှာမှာသဝေထိုးရပင့်ရေးချကတ်သက်ဆိုတဲ့တရားလက္ခဏာတွေကိုတွေ့ရမှာဖြစ်ပါတယ်သဝေထိုးရရစ်ရေးချကတ်သက်သဝေထိုးဟထိုးရေးချကတ်သက်ဆိုတဲ့တရားလက္ခဏာတွေများကိုဒီနေ့လေ့လာမှာဖြစ်ပါတယ်အခုဒီတရားလက္ခဏာတွေများကိုပြီးအခရာများနဲ့ပူးတွဲရေးသားပြီးတော့အတန်ထွက်ရွတ်ဆိုလေ့ကျင့်ပါမယ်သဝေထိုးကရေးချကတ်သက်ကောက်ဒုတ်ကောက်သဝေထိုးလရေးချကတ်သက်လောက်ခလောက်သဝေထိုးတရေးချကတ်သက်တောက်ပတောက်ပန်းသဝေထိုးခရေးချကတ်သက်ခေါက်တကောက်ဖာသဝေထိုးပရေးချကတ်သက်ပေါက်ပတင်းပေါက်သဝေထိုးပရေးချကတ်သက်ပေါက်ပဲပင်ပေါက်သဝေထိုးဖရေးချကတ်သက်ဖောက်မဲဖောက်သဝေထိုးမရေးချကတ်သက်
帽帽ခမောက်တဝေထိုမရေးချကတ်တမောက်မောက်ကြက်မောက်သီးတဝေထိုကရပင့်ရေးချကတ်တကြောက်ကြောက်ကြောက်တင်ပုံကြောက်တင်ပုံတဝေထိုကရပင့်ရေးချကတ်တကြောက်ကြောက်ကြောက်ကြောတဝေထိုခရပင့်ရေးချကတ်တ6ခန်း6တဝေထိုပရပင့်ရေးချကတ်တပျောက်ပျောက်ပျောက်ဆုံးတဝေထိုဖရပင့်ရေးချကတ်တဖြောက်ဖြောက်တဝေထိုမရပင့်ရေးချကတ်တမြောက်မြောက်တဝေထိုကရရစ်ရေးချကတ်တကြောက်ကြောက်စရာတဝေထိုခရရစ်ရေးချကတ်တ6 6ငါး6ငါ6တဝေထိုပရရစ်ရေးချကတ်တပျောက်ပျောက်အဆက်အပြောက်တဝေထိုဖရရစ်ရေးချကတ်တဖြောက်
票摩的票တဝေထိုမရရစ်ရေးချကတ်သက်မြောက်လက်မြောက်တဝေထိုညဟထိုရေးချကတ်သက်မြောက်အမြောက်တဝေထိုနဟထိုရေးချကတ်သက်နှောက်ဦးနှောက်အုံနှောက်တဝေထိုမဟထိုရေးချကတ်သက်မှောက်တဝေထိုရဟထိုရေးချကတ်သက်ရှောက်သည်တဝေထိုလရပေဟထိုရေးချကတ်သက်ရှောက်လမ်းလျှောက်ဒီနေ့မြန်မာ School House မှာတင်ပြတဲ့ဒီနေ့သင်ခန်းစာကိုကြည့်ရှုအားပေးတဲ့ကျောင်းသားကျောင်းသူသားမိမိတို့အားလုံးကိုမြန်မာ School House မိသားစုကကျေးဇူးများကြီးတင်ပါတယ်